အားလုံးပဲမင်္ဂလာပါရှင်အခုကြည့်လိုက်ရတော့ခုရောက်နေတဲ့နေရာလေးကတော့ဒီပင်လယ်နားလေးပေါ့နော်ပင်လယ်နားလေးဆိုတော့ဒီကိုအခုဒီဟိုပါပေါ့နော်သုံးခွမြို့နယ်ရဲ့တမစိတ်တကြီးရွာစံပင်လဲလို့နာမည်ကြီးရဲ့ပင်လယ်နားလေးမှာပြည့်ရောက်ရှိနေတာပေါ့နော်အဲ့နားလေးမှာကြည့်အခုဒီတဘာဝအခါလေးနဲ့တူပေါ့နော်ဒီ blog လေးရိုက်ထားပါတယ်ရှင်အခုဒီပြပြထားတဲ့စံပင်လယ်ရာဆိုလို့ရှိရင်ရွေမိုးဆောင်ပေါ့နော်အရန်လှတဲ့နေရာဖြစ်တယ်ပြရတော့ဒါပင်လယ်နဲ့အရန်မနီးမဝေးနေရာလေးပေါ့နော်ပင်လယ်နဲ့အရန်မနီးမဝေးနေရာကလေးမှာထိုက်ပြပေးထားတဲ့ blog လေးအခုပြရောက်ရှိနေတဲ့နေရာကြတော့ဒီဟာကဒီဟိုဘောက်ခါကြတော့ဟိုဘက်မှာတချင်လေးလည်းဖွင့်ပြီးတော့စိုးကြပျော်ကြကနေကြတဲ့နေရာလေးပေါ့နော်ပြရတော့အခုဟာကဒီဒါပထမဆုံးရောက်ဖူးတဲ့နေရာလေးလည်းဖြစ်တယ်ပြီးလို့ရှိရင်အခုဒီစံပင်လယ်ရာဆိုလို့ရှိရင်ຫນွေမိုးဆောင်ပေါ့နော်ຫນွေမိုးဆောင်အရန်လှတဲ့နေရာတစ်ခုဖြစ်တယ်အားလုံးလည်းပေါ့နော်ပြည့်နေတူအဲ့လိုဒီလိုပင်လယ်တွေပါသွားရတာတဘာဝလေပါရှူရတာသဘောကျရဆိုလို့ရှိရင်အခုပြထားတဲ့နေရာလေးသုံးခွမြို့နယ်သမစိတ်တကြီးရွာစံပင်လဲလို့နာမည်ကြီးတဲ့အဲ့နေရာလေးကလည်းကိုဒီရဲ့ location တွေမှာတင်ပြချင်းဖြစ်ပါတယ်ပြည့်အခုဒီရိုက်ပြပေးထားတဲ့ဒါ blog လေးကိုပေါ့နော်အများကြီးသဘောကျမယ်ဆိုလို့ရှိရင်အားလုံးလည်းပြည့်ရဲ့ blogging channel လေးကိုကြည့်ရှုပြီးတော့အများကြီးကြော်နိုင်ကြပါစေလို့ပြရတော့စုမကောင်တောင်းပေးကြပါတယ်အခုဒီစံပင်လေကတော့ဒါတော့ဒီရေလည်းအရန်မတက်သေးတဲ့အချိန်ပေါ့နော်ပြရိုက်ပြီးထားဆိုလို့ရှိရင်ရေလည်းအရန်မတက်သေးတဲ့အချိန်အရန်လဲဒါသွားလာတော့အဆင်ပြေနေတဲ့အချိန်လေးပေါ့နော်အားလုံးလဲမယ်ဆိုလို့ရှိရင်ပြည့်တဲ့ပြည့်လို့မျိုးပေါ့နော်ဒီလိုမျိုးသဘာဝအလှကြီးကြည့်ရတာသဘာဝလိုမျိုးဒီပင်လေးပါသွားကြည့်ရဆိုလို့ရှိရင်စိုက်တယ်ဆိုလို့ရှိရင်ပြည့်ရဲ့ blogging channel လေးမှာအားလုံး daily ပြီးကြပါလို့ကျေးဇူးများကြီးတင်ပါတယ်အထူးသဖြင့်အားလုံးကိုပြည့်စုမကောင်တောင်းပေးပါတယ်အားလုံးလည်းနှစ်သက်မှာစိတ်ချမ်းသာလို့ကိုကျမ်းမာကြပါစေပျော်ရွှင်ကြပါစေစိတ်ထဲကင်းကြပါစေကိုယ်စင်ကင်းကြပါစေလို့ပြရတော့အခုက2025ရက်နေ့ပေါ့နော်4လ2025မှာရိုက်ထားတဲ့ blog လေးဖြစ်ပါတယ်ပြဒါကတော့အခုဒီစံပင်လဲဆိုတော့ဒါပထမဦးဆုံးပြရိုက်ဖူးတဲ့ blogging channel လေးပေါ့နော်ပြရိုက်ဖူးတဲ့ blogging channel ဒါကပထမဦးဆုံးတရောက်တဲ့အချိန်မှာဒီပလဲရဲ့အလားလေးနဲ့တူပြရိုက်ထားတဲ့ blog လေးဖြစ်ပါတယ်ပြတော့တကယ်ကိုသဘောကျတယ်အခုသဘောကျတဲ့ဒီနေ့ဒီလိုမျိုးပင်လယ်ပိုင်းကြည့်ရသဘောကျဆိုလို့ရှိရင်အခုဒီစံပင်လယ်ရလေးလည်းလို့ကောင်းတဲ့နေရာလေးတစ်ခုဆိုတော့ပြညှိုးပြရစီရှင်ကျေးဇူးများကြီးတင်ပါတယ်ယေရှုသူပေါင်းအားလုံးကျေးဇူးပါ